အားလုံးမင်္ဂလာပါဘွေဂျာ30 podcast အစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီ podcast မှာတော့ machine ခေတ်မှာလူသားများဆိုတဲ့ podcast series ရဲ့အပိုင်းတစ်ဖြစ်တဲ့1996 1998ခုနှစ်လောက်မှာအရန်ကိုဟိုလီတကြော်ဖြစ်ခဲ့တဲ့သတင်းတစ်ပုဒ်ရှိရပေါ့နော်အဲ့ဒါကတော့ဒီဆက်တည်းရဲ့ဆက်ကနေပြီးတော့မှလူသားတစ်ယောက်ကိုနိုင်ယူခဲ့တဲ့ပြိုင်ပွဲတစ်ပွဲရဲ့အကြောင်းဖြစ်ပါတယ်ဟိုကျွန်တော်ဒီနေ့ခေတ်မှာကြည့်လို့ရှိရင်တော့အဲ့ဒါဘာထူးဆန်းလဲလို့ပြောကောင်းပြောနိုင်ပြီမဲ့အဲ့ဒီရဲ့ခေတ်မှာတော့ကျွန်တော်တို့ဒီဆက်တည်းရဲ့စွမ်းဆောင်ရည်အထူးသဖြင့်ဒီကွန်ပျူတာတွေရဲ့စွမ်းဆောင်ရည်ကိုလူတွေသတိထားခဲ့မိတဲ့ပြိုင်ပွဲတစ်ပွဲလို့ပြောရမယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့ခေတ်မှာဆိုလို့ရှိရင်ဒါ AI ဘယ်နေရာမှာကြည့် AI social media မှာကြည့်လေ AI အဲ့ဒီရဲ့ AI အနေနဲ့ပတ်သက်တဲ့အရေးပါတဲ့ဒီမှတ်တိုင်တစ်ခုဒါမှမဟုတ်အောင်မြင်မှုတစ်ခုလို့ပြောရမယ်ပေါ့နော်အဲ့ဒီရဲ့ပြိုင်ပွဲအဲ့ပြိုင်ပွဲကတော့ကျွန်တော်တို့ဒီ Deep Blue Computer နဲ့ကမ္ဘာစစ်တူရင်ချန်ပီယံ Garry Kasparov တို့ရဲ့ပြိုင်ပွဲအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လူသားဘက်ကရှင်ပြိုင်မဲ့ Garry Kasparov ရဲ့အကြောင်းကိုကြည့်လိုက်အောင်ပေါ့ Garry Kasparov ကအဲ့ချိန်တုန်းကတော့ Soviet Union ပေါ့အခုဆိုရင်တော့အဇာဘိုင်ဂျန်ပေါ့ဒီမှာ1963မှာသူကမွေးတယ်အသက်6နှစ်နဲ့ဆိုဗီယက်က Chess Academy မှာဒီစစ်တူရင်နဲ့ပတ်သက်ပြီးတော့သင်ယူရဲပေါ့နော်အဲ့မှာအသက်73နှစ်အရွယ်ရောက်တဲ့ချိန်မှာဒီဆိုဗီယက်က Junior Championship ပေါ့နော်အငယ်တန်းချန်ပီယံကိုပထမအဦးဆုံးချိန်သူနိုင်ရခဲ့တယ်အဲ့နေပြီးတော့အသက်18နှစ်နောက်4နှစ်ကြာတဲ့အချိန်အသက်18နှစ်အရွယ်မှာကမ္ဘာ Junior Champion ကိုသူကရရှိခဲ့တယ်အဲ့ဒီနှစ်မှာပဲဒီသူက Grand Master ဖြစ်လာရပေါ့နော်ဒီ Grand Master ဆိုတာကဒီကမ္ဘာ chess အဖွဲ့အစည်းကနေပြီးတော့မှ Rainy မြစ်လို့ရှိရင်ပေးတဲ့ဟိုတိုက်တဲ့တစ်ခုပေါ့နော်အဲ့ဒီ Grand Master ကိုသူကအသက်18နှစ်နဲ့ဖြစ်လာခဲ့တယ်အဲ့ဒီပြီးတော့အသက်22နှစ်1985မှာကျတော့သူကကမ္ဘာအသက်အငယ်ဆုံးစစ်တူရင် Champion ပေါ့နော် Champion တယောက်ဖြစ်လာခဲ့တယ်ဒါအဲ့ချိန်မှာဆိုလို့ရှိရင်သူကအသက်အငယ်ဆုံးပဲပေါ့ပြီးရင်အဲ့ဒီနှစ်မှာပဲသူကဒီကမ္ဘာပေါ်မှာတကယ်အကောင်းဆုံးစစ်တူရင်ထိုးတဲ့ set တွေပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကွန်ပျူတာလို့ပြောမလားအဲ့ဒီရဲ့ကွန်ပျူတာ32လုံးနဲ့သူကတပြိုင်တည်းထိုးတာပေါ့တပြိုင်တည်းစစ်တူရင်ထိုးတယ်အဲ့ဒီရဲ့32ပွဲလုံးကိုသူကအကောင်လုံးနိုင်ခဲ့တယ်ပေါ့နော်အဲ့လောက်ထိသူကစွမ်းဆောင်ထားနိုင်တဲ့ပုဂ္ဂိုလ်ပါအဲ့ဒီသူကခုနဒီကမ္ဘာချန်ပီယံဖြစ်ပြီးသွားတဲ့အချိန်မှာသူ့ရဲ့ကမ္ဘာချန်ပီယံကိုလာပြီးတော့စိန်ခေါ်တဲ့လူတွေရှိရပေါ့နော် challenge လုပ်တဲ့လူတွေရှိရသူကအဲ့ဒီလူတွေကိုလည်းသူ့ရဲ့ချန်ပီယံစုကိုသူကအချိန်ပေါင်းများစွာကာကွယ်ထားနိုင်တယ်ပေါ့အဲ့လူတွေကိုပြောချင်တာအနိုင်ယူထားနိုင်တယ်ပေါ့နော်ပြီးတော့သူက1986သူဒီကမ္ဘာချန်ပီယံဖြစ်ပြီးရနောက်နှစ်ကနေပြီးတော့ကျွန်တော်ဒီ2005အထိ19နှစ်တာဒါမှမဟုတ်20နီးပါးလောက်ထိသူကကမ္ဘာအဆင့် run အဆင့်1နေရာမှာရှိခဲ့တဲ့ပုံကိုပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူသားဘက်ကရှင်ပြိုင်မဲ့ Garry Kasparov အကြောင်းကိုလည်းကျွန်တော်တို့ဟိုဘယ်လောက်ထိတော်တယ်ဘယ်လောက်ထိဒီစစ်တူရင်လောကမှာလွှမ်းမိုးထားနိုင်တယ်ဆိုတာကိုကျွန်တော်တို့သိလောက်ပြီပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Garry Kasparov နဲ့ရှင်ပြိုင်ပြီးတော့ထိုးမဲ့စစ်တူရင်ထိုးမဲ့ Deep Blue Computer အကြောင်းပြောလိုက်အောင်ပေါ့နော် Deep Blue Computer အကြောင်းမပြောခင်မှာ Deep Blue Computer ရဲ့ရှေ့မှာရှိတဲ့စစ်တူရင်ထိုးလို့ရတဲ့ program တွေ computer တွေရဲ့သမိုင်းကြောင်းကိုအရင်တစ်ချက်ကြည့်လိုက်အောင်ပေါ့နော်ဒီစစ်တူဆက်တည်ရနေပြီးတော့စစ်တူရင်ထိုးလို့ရတယ်ဆိုတော့စိတ်ကူးပေါ့နော်အဲ့ဒီရဲ့ idea ကို1980လောက်မှာဒီလူတွေကရရှိခဲ့ကြတာပေါ့နော်အထူးသဖြင့်ဒီ Austria Hungary လူမျိုးတယောက်ကနေပြီးတော့ဒီလူအရွယ်စားလောက်ရှိတဲ့အယုတ်တရုတ်ကိုစက်ရုပ်တရုတ်ကိုသူကတီထွင်ခဲ့ပေါ့နော်အဲ့ဒီရဲ့စက်ရုပ်ကြီးကဒီတစ်သားတစ်တာကြီးပေါ်မှာထိုင်နေတယ်ပေါ့နော်အဲ့ဒီရဲ့စက်ရုပ်ကို the tuck လို့ခေါ်တယ်တကယ်တမ်းတော့သူကအဲ့စက်ရုပ်ကထိုးနိုင်တာမဟုတ်ဘူးအဲ့ဒီရဲ့စက်ရုပ်ထိုင်နေတဲ့အောက်ကတစ်သားတာထဲမှာစစ်တူရင်ကျွမ်းတဲ့လူတယောက်ကထိုင်နေပြီးတော့သူကနေပြီးတော့မောင်းနှံနဲ့ရွှေ့ပေးနေတာတိုးတော့လည်းပဲဘာပဲဖြစ်ဖြစ်ဟိုကျွန်တော်တို့ဒီစက်တွေကနေပြီးတော့စစ်တူရင်ထိုးလို့ရတယ်ဆိုတဲ့အတွေးအကြံဉာဏ်ကိုတော့ကျွန်တော်တို့ရရှိသွားကြရပေါ့နော်ကျွန်တော်တို့လူသားတွေအဲ့လိုနဲ့1950မှာကျွန်တော်တို့ရဲ့ IT လောကကိုအပြောင်းလဲအများကြီးပြုလုပ်ပေးခဲ့တဲ့သိပ္ပံပညာရှင်တယောက်ဖြစ်တဲ့ Claude Shannon နေပြီးတော့စာတမ်းတစ်စောင်ထုတ်ခဲ့တယ်ပေါ့နော်အဲ့ဒီရဲ့စာတမ်းကတော့ Programming a Computer for Playing Chess ဆိုတဲ့စာတမ်းတစ်စောင်ကိုသူကထုတ်ခဲ့တယ်အဲ့ဒီရဲ့စာတမ်းထဲမှာအဓိကပါတာကတော့ evaluation function ပေါ့နော်ကျွန်တော်တို့ဥမာကူစစ်တူရင်ရွှေ့ပြီးဆိုရင်အဲ့ဒီအကွက်တွေကိုဘယ်အကွက်ကရွှေ့လိုက်လို့ရှိရင်အကောင်းဆုံးလဲဆိုတဲ့အဲ့လိုမျိုးအကဲဖြတ်ပေးတာတို့တွက်ချက်ပေးတဲ့ evaluation function တို့ပြီးလို့ရှိရင်ကိုကရွှေ့လိုက်တဲ့အကွက်ကိုဒီတစ်ဖက်ကလူအတွက်အားသာချက်အများကြီးမရအောင်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့ minimax algorithm တွေပေါ့နော်ဒီ mini ဆိုတာ minimum ပေါ့ minimum for opponent တစ်ဖက်ကလူအတွက်ဒီအခွင့်အရေးနည်းနည်းပဲရအောင် max ဆိုတာ maximum ကိုယ့်အတွက်အခွင့်အရေးအများကြီးရအောင်ပေါ့အဲ့လိုမျိုးတွက်ချက်တဲ့ algorithm တွေကိုအဲ့ဒီရဲ့စာတမ်းထဲမှာထည့်ပြီးတော့ထုတ်ဝေခဲ့ရပေါ့နော်ဒါကကျွန်တော်တို့1950အထိကဒီ theory state ပဲရှိနေသေးတယ်ပေါ့နော်အဲ့လိုနဲ့ဒီစာတမ်းထုတ်ပြီးတော့9နှစ်ကြာ1950ခွန်မှာ Alex Bernstein နေပြီးတော့မှပထမဦးဆုံးဒီကွန်ပျူတာပေါ်မှာစစ်တူရင်ထိုးလို့ရတဲ့ program တစ်ပုဒ်ကိုရေးခဲ့တယ်ပေါ့နော်ဒါပထမဦးဆုံး program ပေါ့သို့တော်လည်းပဲအဲ့ဒီရဲ့ program ကစစ်တူရင်တစ်ခွက်ရွှေ့ဖို့အတွက်သူကဒီလိုကွန်ပျူတာကနေပြီးတော့တွက်ချက်အကဲဖြတ်နေတာက10မိနစ်လောက်ကြာတယ်ဒါပြောရမယ်ဆိုရင်တော်တော်အချိန်ကြာရလို့ပြောရမှာပေါ့နော်ဒါပေမဲ့လည်းအဲ့ခေတ်ကကွန်ပျူတာတွေရဲ့စွမ်းဆောင်ရည်ကဟိုဒီလောက်ဆိုရင်ကိုတော်တော်မြန်နေရပြောရမယ်ထင်ပါတယ်သို့တော်လည်းပဲဒီလိုပုံမှန်ကျွန်တော်တို့ကဒီစစ်တူရင်ထိုးလို့ရတဲ့အဆင့်ထိကိုကြတော့1962ဒီ Alan Cordon နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေကနေပြီးတော့1962မှာအဲ့လို program တစ်ပုဒ်ကိုရေးနိုင်ခဲ့တယ်အဲ့ဒီအချိန်မှာဒီကွန်ပျူတာတွေကတစ်စက္ကန့်ကို1100အကွာပေါင်း
1100လောက်ကိုသူတို့ကတွက်ချက်အကဲဖြတ်နေနိုင်ပြီပေါ့နော်ဒီလိုမျိုးဒီ Deep Blue ကွန်ပျူတာတွေချက်စတိုးလို့ရတဲ့ကွန်ပျူတာတွေပေါ်လာဖို့အတွက်အားပေးအားမြောက်ပြုတဲ့အကြောင်းအရာတစ်ခုလည်းရှိသေးတယ်။အဲ့ဒါကတော့ဒီယူပဗေဒနဲ့ကွန်ပျူတာသိပ္ပံပညာရှင်တယောက်ဖြစ်တဲ့ Edward Franklin ကနေပြီးတော့1980မှာသူကဆုတစ်ခုကြေညာခဲ့တယ်ပေါ့နော် The Franklin Prize ဆိုပြီးတော့သူရဲ့ဆုက Master Level ရှိတဲ့စစ်တူရင်ကစားသမားတဦးကိုအနိုင်ယူခဲ့တဲ့ပထမဦးဆုံးကွန်ပျူတာကိုဆုကြေးငွေဘယ်လောက်တခါ Grand Master Level ရှိတဲ့စစ်တူရင်ကစားသမားကိုအနိုင်ယူခဲ့တဲ့ပထမဆုံးကွန်ပျူတာဆိုရင်ဘယ်လောက်နောက်ဆုံးကတော့ကမ္ဘာစစ်တူရင်ချန်ပီယံကိုနိုင်ရခဲ့မယ်ဆိုလို့ရှိရင်$1 သိန်းထိသူကစုချီးမြှင့်မယ်ဆိုပြီးတော့ဒီ Edward Franklin ကနေပြီးတော့ကြေညာခဲ့တယ်ပေါ့နော်ဒါတွေကကျွန်တော်တို့ကဒီ Deep Blue လိုမျိုးစစ်တူရင်ထိုးလို့ရတဲ့ကွန်ပျူတာတွေပေါ်လာဖို့ရန်အတွက်ဘယ်လိုပြောမလို့အားပေးအားမြောက်ဖြူတဲ့အကြောင်းအရာတွေပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Deep Blue ရဲ့ပေါ်ပေါက်လာပုံကိုကျွန်တော်တို့ကြည့်လိုက်ရအောင်အစတော့ကျွန်တော်တို့ Deep Blue ဆိုတာ Deep Blue ဆိုတဲ့နာမည်နဲ့ပေါ်လာတာမဟုတ်ဘူးပေါ့နော်ပထမအဆုံးဒီ chipset ဆိုတဲ့စစ်တူရင်ကစားလို့ရတဲ့ကွန်ပျူတာအနေနဲ့ပေါ်ပေါက်လာပါပေါ့နော်အဲ့ဒီရဲ့ကွန်ပျူတာကိုကျတော့ထိုင်ဝမ်က electronic engineer ဖြစ်တဲ့ Fan Xian Xu လို့အတန်းထွက်မယ်လို့ထင်တယ်ကျွန်တော်အတန်းထွက်တာမှားရင်လည်းsorry ပါပေါ့နော်အဲ့ဒီ function shoe ရဲ့နောက်ထပ်Thomas Antraman ရဲ့ Marie Campbell တို့က American ရဲ့ Carnegie Mellon University မှာဒီ chipset ကွန်ပျူတာကိုသူတို့တိစောက်ခဲ့ကြရပေါ့နော်အဲ့လိုတိစောက်ခဲ့တဲ့အချိန်က1985မှာသူတို့ကတိစောက်ခဲ့ကြတယ်အဲ့ဒီအချိန်မှာဒီ chipset ကွန်ပျူတာကတစ်စက္ကန့်ကိုခန့်မှန်းခြေဒီအကွာပေါင်း9000လောက်အထိသူကအကဲဖြတ်တွက်ချက်နိုင်နေပေါ့နော်ဒါ chipset ကအဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီကွန်ပျူတာနဲ့စစ်တူရင်ထိုးလို့ရတယ်ဆိုတော့ concept ပေါ့နော် idea ကနေပြီးတော့မှတကယ်လက်တွေ့ကျွန်တော်တို့စော့လို့ရတဲ့လက်တွေ့ရိုင်းလို့ရတဲ့ကွန်ပျူတာတစ်ခုအနေနဲ့ကျွန်တော်ပေါ်ပေါက်လာပြီပေါ့နော်အဲ့နေပြီးတော့နောက်2နှစ်ကြာ1980ခွန်မှာကြာသူတို့က chipset M ဆိုပြီးတော့နောက်ထပ် version မြင့်တဲ့ကွန်ပျူတာတစ်လုံးကိုသူတို့တိစောက်ကြတယ်အဲ့ဒီအချိန်မှာကျတော့ဒီ chipset M ကနေပြီးတော့တစ်စက္ကန့်ကိုအကောက်ပေါင်း9သိန်းလောက်ထိတွက်ချက်အကဲဖြတ်နေနိုင်ပေါ့နော်အဲ့ဒီအချိန်မှာဒီသူ့ရဲ့ chipset M ရဲ့အောင်မြင်မှုကကြတော့ဒီ American ရဲ့ကွန်ပျူတာချက်အိမ်ပွဲမှာသူကဆုရခဲ့တယ်1980ခွဒါကခုနပြောလို့ဘယ်လိုပြောမလဲဒီကွန်ပျူတာနဲ့စစ်တူရင်ကစားလို့ရတဲ့တဲမှာတကယ်အကြီးမားဆုံးအောင်မြင်မှုလို့ပြောရမယ်ပေါ့နော်အဲ့ဒီအချိန်မှာပြီးတော့အဲ့ဒီအချိန်မှာဒီ chipset M ကလည်းဘယ်လိုပြောမလဲကမ္ဘာပေါ်မှာရှိသမျှကွန်ပျူတာရဲ့စစ်တူရင် program တွေထဲမှာအကောင်းဆုံး program တစ်ခုလို့ပြောလို့ရတာပေါ့နော်ကျွန်တော်တို့အချိန်ဒီသူကဒီ chipset ကလူသားတွေနေကိုအောင်မြင်မှုကမရရှိသေးဘူးပေါ့နော်ဒါပေမဲ့1988နောက်တစ်နှစ်ကြာတဲ့အချိန်မှာသူတို့ကဒီ chipset M ကို Deep Thought ဆိုပြီးတော့နာမည်ပြောင်းလိုက်တယ်ပေါ့နာမည်ပြောင်းပြီးတော့အဲ့ဒီအချိန်မှာဒီ Deep Thought ကဘယ်လောက်ထိတွက်ချက်နိုင်နေပြီဆိုလို့ရှိရင်9သိန်းနဲ့မှ2000တစ်စက္ကန့်ကို9သိန်း2000ထိသူကတွက်ချက်နိုင်နေပြီပေါ့နော်အဲ့ဒီမှာဒီ Deep Thought ကနေပြီးတော့1988မှာပဲ Grand Master ဖြစ်တဲ့ Brent Larson ကိုသူတို့ကအနိုင်ရခဲ့တယ်ဒါကပထမဦးဆုံးဒီကွန်ပျူတာကနေပြီးတော့မှ Grand Master level ရှိတဲ့လူသားတယောက်ကိုအနိုင်ရရှိခဲ့ရပါတော့ဒီစစ်တူရင်လောကမှာပြီးတော့သူကကျွန်တော်တို့အပေါ်ကပြောခဲ့တဲ့ Edward Franklin ရဲ့ Grand Master level ကိုနိုင်လို့ရှိရင်ဆုခုလည်းရခဲ့တယ်$1000သူကဆုရခဲ့ပေါ့နော်တကယ်ကိုကမ္ဘာချန်ပီယံကိုနိုင်တာတော့မဟုတ်သေးဘူးသို့တော်လည်းပဲဒီ Grand Master လူသား Grand Master တယောက်ကိုနိုင်ပြီပေါ့နော်ဒါ1988မှာဒီ Deep Thought အနေနဲ့သူတို့ကရှင်ပြိုင်ခဲ့ကြတာပေါ့အဲ့ဒီရဲ့ဒီ Deep Thought နဲ့ပဲခုနကျွန်တော်တို့ရဲ့ကိုဒီ Gary Kasparov နဲ့1989မှာနယူးယောက်မြို့မှာသူတို့ကပထမဆုံးဘယ်လိုပြောမလဲခြေစမ်းပွဲလို့ခေါ်မှာလက်စမ်းပွဲလို့ခေါ်မလားအဲ့ဒီရဲ့ပြိုင်ပွဲကိုပြိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျတော့ဒီ Gary Kasparov ကပဲနှစ်ပွဲလုံးကိုသူကအနိုင်ရခဲ့တယ်အဲ့ချိန်မှာဒီ Gary Kasparov ကနေပြီးတော့ကွန်ပျူတာ programmer တွေကိုပြောတာပေါ့ program ရေးတဲ့လူတွေဟာမင်းတို့ကွန်ပျူတာကိုကွာစောစီစီအရှုံးပေးတတ်အောင်လဲသင်ပေးထားအောင်ဆိုပြီးတော့ Gary Kasparov ပြောခဲ့တယ်ပေါ့နော်ဒါကပထမဦးဆုံးအကြိမ်ဒီ Deep Thought နဲ့ Gary Kasparov တို့ရဲ့တွေ့ရှိခဲ့တဲ့တွေ့ရှိမှုပေါ့နော်အဲ့ဒီရဲ့နောက်ပိုင်းမှာ Deep Thought 2ပေါ့တကယ်တော့ Deep Thought 2လို့ပြောလို့ရပေမဲ့နောက်ပိုင်းကျမှသူတို့ကဒီ Deep Blue ဆိုတဲ့နာမည်ကိုပြောင်းလိုက်တယ်အဲ့ကြမှာကျွန်တော်တို့ရဲ့ဒီမင်းသားကြီးဇာတ်လိုက် Deep Blue ပေါ်လာပြီပေါ့နော်အဲ့ဒီအချိန်မှာခုနဒီရှုရဲ့ Campbell တို့ရဲ့သူတို့ကနေပြီးတော့ IBM ကို join လိုက်တယ် IBM နဲ့ပူးပေါင်းတယ်ပေါ့ IBM နဲ့ပူးပေါင်းပြီးတော့သူတို့ကဒီ Deep Blue ကွန်ပျူတာကိုအဆင့်မြင့်လိုက်တယ်ပေါ့နော်အဲ့ဒီဒီ1990ကနေပြီးတော့1996ဒီ6နှစ်တာအတော်အတွင်းမှာသူတို့ကprototype အမျိုးမျိုးတွေကိုတိစောက်ကြတယ်နောက်ဆုံးမှာသူတို့ကဒီစစ်တူရင်ထိုးဖို့အတွက်ဒီ chip ပြားတီးတန့်ပေါ့နော်အဲ့လိုမျိုးတီးတန့်သူတို့ကထုတ်ပြီးတော့အဲ့ဒီမှာ chip ပြားပေါင်း480ပေါ့နော်480 chip ကိုသူတို့အဲ့လိုမျိုးသုံးခဲ့တယ်ဒီ Deep Blue ကွန်ပျူတာမှာတကယ်ဒီ Deep Blue ကွန်ပျူတာကကျွန်တော်တို့ကလက်ရှိဒီ AI စနစ်တွေရဲ့အားလုံးရဲ့စံပြလို့ပြောရမယ်ပေါ့နော်သို့တော်လည်းပဲသူကကျွန်တော်တို့ဒီလက်ရှိဒီနေ့က AI အနေနဲ့မတူနေတာသူကmachine learning နဲ့ train ထားတဲ့ဒီကွန်ပျူတာ program မဟုတ်ဘူးပေါ့နော်သူကသူ့ကိုရှေ့ရနေပြီးတော့ခုန data တွေကြိုပြီးတော့ပြောထားတယ်သူ့ကိုပို့ပြီးတော့စီးမြင်နေပဲပြောပြထားတယ်အဓိကပြောရမယ်ဆိုလို့ရှိရင်သင်ထားတဲ့အတိုင်းပဲသူကလုပ်တတ်သေးတယ်ဗျာအခုလိုမျိုးကျွန်တော်တို့ဒီဘက်ခေတ် AI တွေလိုမျိုး machine learning ကိုယ်တိုင်သင်ယူတဲ့အဆင့်ကြီးတော့မဟုတ်သေးဘူးဒါပေမဲ့လည်းသူကဘယ်လိုပြောမလဲဒီ AI လောကရဲ့စံပြာကြီးလိုပဲပြောရတော့မှာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ခုနဒီ Deep Blue ကနောက်ဆုံးဒီ Gary Kasparov နဲ့ပြိုင်ခဲ့တဲ့အချိန်မှာနောက်ဆုံးပြိုင်ခဲ့တဲ့ပြိုင်ပွဲမှာ
ဆိုရင်သူကတစ်စက္ကန့်ကိုသန်း200ထိတွက်ချက်နိုင်တယ်ပေါ့နော်ဟိုကျွန်တော်တို့အစတုန်းကဒီ1100လောက်တွက်ချက်နိုင်ခဲ့ရနေပြီးတော့မှအခုလက်ရှိအထိဒီ1990ခွန်မှာနောက်ဆုံး Deep Blue ကတစ်စက္ကန့်ကိုသန်း200လောက်ထိကိုတွက်ချက်နိုင်ခဲ့တဲ့အဆင့်ထိကိုရောက်ရှိလာပြီပေါ့နော်ဒါ Deep Blue က Deep Blue နဲ့ဒီ Gary Kasparov တို့ရဲ့ပထမဦးဆုံးပြိုင်ပွဲကိုတော့1996 Match လဒီအမေရိကန်ရဲ့ Pennsylvania ပြည်နယ် Philadelphia မှာရှင်ပြိုင်ခဲ့ကြတာပေါ့နော်ပွဲစဉ်ကဒီ6ပွဲကစားရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီပွဲစဉ်6ပွဲမှာပထမဆုံးပွဲမှာ Deep Blue က Gary Kasparov ကိုအနိုင်ရခဲ့ပေါ့နော်ဒါကပထမဦးဆုံးတော့ဒီ chess ကွန်ပျူတာကနေပြီးတော့မှကမ္ဘာချန်ပီယံတယောက်ကိုပထမဦးဆုံးနိုင်ခဲ့တဲ့ game လည်းဖြစ်တယ်ပထမဦးဆုံးနိုင်ခဲ့တဲ့ကွန်ပျူတာလည်းဖြစ်တယ်ဒါပွဲစဉ်1ကိုပြောရပါတော့ပွဲစဉ်2မှာကျတော့ Gary Kasparov ကနိုင်တယ်ပွဲစဉ်3နဲ့4မှာကျတော့တည်ကြသွားတယ်ပွဲစဉ်5နဲ့6မှာကျတော့ဒီ Gary Kasparov ကပဲနိုင်သွားတယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ပွဲပြီးရလက်အနေနဲ့ Gary Kasparov က4မှတ် Deep Blue က2မှတ်အနေနဲ့ Gary Kasparov ကနိုင်သွားတယ်ပေါ့ဒါ1996မှာအဲ့ဒီ1990ခွန်ဒီ match လာမှာနောက်ဆုံးအချိန်ပေါ့နော်ဒါဒုတိယအချိန်လို့လည်းပြောလို့ရတယ်နောက်ဆုံးအချိန်နယူးယောက်မြို့မှာပြန်လဲရှင်ပြိုင်ကြရပေါ့အဲ့ဒီအချိန်မှာလည်းခုနဒီပွဲစဉ်က6ပွဲကစားရမှာပေါ့နော်အဲ့မှာပထမဆုံးပွဲစဉ်1မှာတော့Gary Kasparov နိုင်တယ်ပေါ့နော်အဲ့ဒီပွဲစဉ်2မှာကျတော့ Deep Blue ကနိုင်တယ်ဒီပွဲစဉ်2မှာကျတော့ဒီ Deep Blue ကကွန်ပျူတာကနေပြီးတော့စစ်တူရင်ကစားနေရဆိုတာထက်လူသားဆန်ဆန်ဒီစစ်တူရင်ကစားတဲ့ပုံစံတွေကိုဒီမှာတွေ့ရရပေါ့နော်ဒါ game number ပွဲစဉ် number 2မှာပေါ့နော်ပွဲစဉ် number 3ရယ်4ရယ်5ရယ်မှာကျတော့ဒါတည်ကြသွားတယ်ပွဲစဉ်6ကတော့လုံးဝဒီ Deep Blue ကနိုင်ရသွားတယ်အဲ့ကြတော့ဒီပွဲပြီးရလက်အနေနဲ့ Deep Blue က3မှတ်ခွဲ Gary Kasparov က2မှတ်ခွဲအနေနဲ့ Deep Blue က3မှတ်ခွဲနဲ့နိုင်သွားရပေါ့နော်1မှတ်နဲ့နိုင်သွားတယ်လို့ပြောရမှာပေါ့ဒီပွဲစဉ်ပြီးသွားတဲ့အချိန်မှာ Gary Kasparov ကနေပြီးတော့မှအထူးသဖြင့်ဒီ1990ခွန်ရဲ့ပွဲစဉ်နံပါတ်2မှာပေါ့နော်ဒီ Deep Blue ကသူကစားသွားတဲ့ပုံစံတွေကစက်ကနေပြီးတော့ရွှေ့ရမဖြစ်နိုင်ဘူးဒီရဲ့နောက်ွယ်မှာဒီလူသားစစ်တူရင်ကစားသမားတွေကဝင်ပြီးတော့အကြံပေးရတယ်ဆုံးဖြတ်ပေးရတယ်ပါတယ်လို့သူကတော့ဆွဆွဲခဲ့ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒီ IBM တော့သူကတော့မဟုတ်ဘူးလို့ပြောရပေါ့နော်ပြောချင်တာသူတို့ဒီစီးမင်းအရာသတ်မှတ်ထားတဲ့ကွန်ပျူတာ program တွေကပဲကွန်ပျူတာကို program ဝင်ပြင်တာပဲရှိခဲ့တယ်လို့ပြောခဲ့ပေါ့အဲ့ချိန်မှာဒီ Gary Kasparov ကနေပြီးတော့ဒီ machine law file တွေပေါ့စက်နဲ့ပတ်သက်ပြီးတော့မှတ်တမ်း file တွေကိုတောင်းတယ်IBM ဘက်ကလည်းဒါကိုညင်းခဲ့ပေါ့ဒါပေမဲ့ IBM ဘက်ကနောက်တော့ဒီဥစ္စာကို internet ပေါ်မှာထုတ်ပေးတယ်လို့ပြောတယ်ပေါ့နော်ဒါကတော့ခုနပြောလို့ကြီး Deep Blue ပေါ့နော်ကွန်ပျူတာကနေပြီးတော့မှ super ကွန်ပျူတာကနေပြီးတော့ကမ္ဘာစစ်တူရင်ချန်ပီယံကိုအနိုင်ရခဲ့တဲ့ပွဲလို့ပြောရမှာပေါ့ဒီသတင်းလေးပြီးတော့ကျွန်တော်တို့လုံးဝဟိုလေးတကြောဖြစ်သွားတယ် Deep Blue ကလည်းတကယ် celebrity ဖြစ်သွားရပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီ2003မှာဒီ documentary film တစ်ခုရှိရပေါ့နော်ဒီ documentary film ရဲ့နာမည်က Game Over Kasparov and the Machine ဆိုတဲ့ documentary ပေါ့နော်အဲ့ documentary ထဲမှာတော့ဒီ interview ထားတဲ့လူတွေကဘယ်လိုပြောမလို့ဒီ IBM ကဒီ Deep Blue ကိုယင်းနှိမ့်နှံတာသူတို့ရဲ့ stock share ပဲလူတွေတက်အောင်လို့ပါညာပေါ့အဲ့လိုလိုပြောကြရပေါ့နော်တိုးတော်လည်းပဲဘာပဲဖြစ်နေနေဒီ Deep Blue ကတကယ်ဒီလူသားစစ်တူရင်ချန်ပီယံကိုတော့ကမ္ဘာစစ်လူရင်ချန်ပီယံကိုတော့အနိုင်ရခဲ့ရတော့အမှန်ပဲပေါ့နော်အဲ့ဒီအချိန်မှာခုနကျွန်တော်တို့အဖော်ပြောခဲ့တဲ့ Edward Franklin ရဲ့စုကိုလည်းဒေါ်လာ3သိန်းကိုလည်းဒါ Deep Blue ကရရှိခဲ့ပေါ့နော်ဒီပြိုင်ပွဲတွေပြီးသွားတဲ့အချိန်မှာ IBM နေပြီးတော့ Deep Blue ကိုအနာပေးခဲ့တယ်ခုချိန်မှာဒီကျွန်တော်တို့ဒီ Deep Blue ကိုကြည့်ကြရင်တော့ American ရဲ့ National Museum မှာပေါ့နော်ကြည့်လို့ရတယ်ပေါ့နော် Washington DC မှာရှိတယ်အဲ့မှာလည်းရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ Computer History Museum မှာလည်း California Mountain View မှာရှိတဲ့ Computer History Museum မှာလည်းဒီ Deep Blue ကိုထားရပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Deep Blue ကအနိုင်ရသွားတဲ့အချိန်မှာသူ့ရဲ့ computing power ပေါ့နော်တွက်ချက်နိုင်စမ်းအားပို့ပြီးတော့များသွားလို့လားအဲ့လိုများသွားတယ်ဟုတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအပြင်ကိုမှသူ့ရဲ့အထင်မှာတင်ထားတဲ့ data ကလည်းအရင်ရေးကြည့်ရလို့ဒီမှာပြောချင်တာပေါ့နော် data set ကပထမဆုံးသူ့ထဲမှာတင်ထားတာကဒီ opening book ကခု4000လောက်ပေါ့နော်ဒီ position ပေါင်း4000လောက်အထက်မှာထည့်ပြီးတော့တင်ထားတယ်ဒီ opening book ဆိုတာကျွန်တော်တို့ဒီစစ်တူရင်ထိုးတဲ့လူတွေကတော့သိလိမ့်မယ်ပေါ့နော်ပထမဆုံးစစ်တူရင်ပွဲတစ်ပွဲစပြီးဆိုတာနဲ့ပထမဆုံးရွှေ့တဲ့10ခွက်ကနေပြီးတော့အကွက်20ကြားတဲ့ရွှေ့တဲ့အကွက်တွေကိုဒီ opening book လို့ခေါ်တာပေါ့နော်အဲ့လိုမျိုး opening book ကို IBM programmer တွေရောပြီးတော့လူသားစစ်တူရင် grand master တွေရောပြင်ပေးထားရပေါ့နော်အဲ့လိုမျိုးပြင်ပေးထားတဲ့ကွက်ပေါင်း4000လောက်ကိုလည်းသူကမိညမ်းလို့ရအောင် reference လုပ်လို့ရအောင် Deep Blue ထဲမှာထည့်သိမ်းထားတယ်အဲ့ဒီအပြင်ကမှနောက်ထပ်ခုန extend book လို့ခေါ်တဲ့ grand master တွေစော့ခဲ့တဲ့ပွဲပေါင်း9သိန်းပေါ့နော်အဲ့ဒီ9သိန်းရဲ့ data တွေကိုလည်းဒီ Deep Blue ကရှာလို့ရရပေါ့နော်ခုနဒီပွဲကစသွားပြီ opening book ကြော်သွားပြီဆိုတာနဲ့တွင်တဲ့ဒီရဲ့ခုန grand master တွေစော့ထားတဲ့9သိန်းရဲ့ data တွေကိုလာပြီးတော့ကြည့်လို့ရသွားပြီပေါ့နော် reference လုပ်လို့ရသွားပြီအဲ့ဒီအပြင်ကမှကျွန်တော်တို့ဒီ end game ပေါ့ end game ဆိုတာကျွန်တော်တို့စစ်တူရင်ပွဲပြီးတော့မယ်ဒီခုံပေါ်မှာအပိုင်း5 piece ဒါမှမဟုတ်6 piece ပဲကျန်တော့တဲ့အခြေအနေမျိုးပေါ့နော်အခု9ခုဒါမှမဟုတ်ရင်6ခုပဲကျန်တော့တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဘယ်လိုမျိုးပွဲသိမ်းရမလဲပေါ့နော်ဒါမှမဟုတ်ရှင်ဒီဘယ်လိုမျိုး checkmate လုပ်မလဲအဲ့လိုမျိုးနဲ့ပတ်သက်တဲ့ဒီ end game database တွေကိုလည်း
ဒီထဲမှာ deep blue ထဲမှာထည့်သိမ်းထားတယ်ဟိုပြောချင်တာ deep blue ကကျွန်တော်တို့ဒီနေ့ခေတ်လို့ machine learning ဆိုလို့ရှိရင်ကိုယ့်တူကိုဒီဥမာ machine learning နဲ့ကွာသွားတာက machine learning ဆိုဥမာပြောရမယ်ဆိုလို့ရှိရင်ဒီစစ်တူရင်ရဲ့ဒီစီမင်းတွေကိုပြောလိုက်အဲ့ဆက်ကသူစော်တယ်သူတင်ယူသွားတယ်အဲ့လိုမျိုးမဟုတ်ဘူးနဲ့ဒီလူတွေကတော့ဒီခုန data တွေကိုကြိုးပြင်ပေးထားရပေါ့နော်သို့တော်လည်းပဲခုနပြောလို့ဒီကျွန်တော်တို့ရဲ့အရန်စွမ်းအားကောင်းတဲ့ဒီ computing power တွေပြီးလို့ရှိရင်ဒီဘက်က algorithm တွေပြီးနောက်ထပ် data တွေအဲ့လိုပေါင်းစပ်လိုက်တဲ့အချိန်မှာဒီ deep blue ကတကယ်ကမ္ဘာအကောင်းဆုံးစစ်တူရင်ချန်ပီယံကိုအနိုင်ရဖို့ဖြစ်သွားတာပေါ့နော်ဒါ deep blue ဘာကြောင့်ခုနဒီနိုင်သွားတယ်ဆိုတဲ့အကြောင်းရင်းကိုပြောပြတာဒီနေ့ခေတ်မှာလည်းအဲ့လိုမျိုးပုံစံမျိုးကွန်ပျူတာတွေကဟိုဒါကတော့အများကြီးရှိနေပြီပေါ့နော်ကျွန်တော်တို့ခုမှဆိုလို့ရှိရင်လည်း2016နဲ့2019မှာဆိုလို့ရှိရင်ဒီ D-Mind ပေါ့နော်ကိုကတော့ Google ကနေပြီးဝယ်လိုက်ပြီပေါ့ဒီသူကနေပြီးတော့ AlphaGo ဆိုတဲ့ကွန်ပျူတာပေါ့နော်အဲ့ကွန်ပျူတာကိုသူကကြတော့ဒီစစ်တူရင်မဟုတ်တော့ဘဲနဲ့ဒီ Go ဆိုတဲ့တရုတ်တွေရဲ့ရှေးကြတဲ့အရန်ခက်တဲ့ game ပေါ့နော်ဒီသူကဒီစစ်တူရင်ထပ်ပို့ပြီးတော့ခက်တယ်ပေါ့နော်အဲ့ဒီရဲ့ခက်တဲ့ game ကိုလည်းခုနထုံလေးတူသွားပဲသူကလည်း AlphaGo ကလည်းလူသားတွေကိုအနိုင်ရသွားတယ်ဒါပေမဲ့သူကဒီ AlphaGo ကကြတော့ Deep Blue နဲ့မတူတာကြတော့ Deep Blue ကကြတော့ခုနကျွန်တော်တို့ပြောလို့ရှေ့မှာ data တွေကိုကြိုပေးထားရတယ် AlphaGo ကကြအဲ့လိုမဟုတ်ဘူးတူတင်ယူသွားတယ်။မပြောချင်တာဒီ Go ရဲ့စီမင်းတွေကဘာအဲ့ဆိုတူဒီဘွဲကိုစော့ရင်းနဲ့ဒီအဲ့ကစီမင်းတွေရဲ့ဒါတွေဘယ်ဟာတွေကမကောင်းနေဘယ်ဟာတွေကမကောင်းဘူးအဲ့လိုမျိုးတင်ယူရင်းနဲ့လောက်တော့တာပေါ့နော်။ဒါကတော့ဒီနေ့ခေတ် AI တွေရဲ့ခုနပြောလို့neural network တွေတို့reinforcement learning တွေတော့အဲ့လိုသုံးပြီးတော့ဒီ AlphaGo ကသူလည်းနိုင်ရသွားတာပဲပေါ့နော်ဒီခုနကမ္ဘာချန်ပီယံ Go player ကိုပဲပေါ့နော်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီအထူးသဖြင့်ဒီ e-sport လောကလူတွေဆိုလို့ရှိရင်သိမယ်ထင်တယ်ကျွန်တော်တို့2019မှာဆိုလို့ရှိရင်ဒီကမ္ဘာဟို Dota 2 champion OG သင်းနဲ့ခုနဒီ ChatGPT ထုတ်တဲ့ OpenAI ပေါ့နော် OpenAI 5နဲ့သူတို့လည်းအဲ့လိုပဲဒီနာဒီပြန်ကြတယ်အဲ့ချိန်မှာလည်းသူတို့လည်း OG ကိုအနိုင်ရရှိသွားရပေါ့နော်ဟိုဒါတွေကကျွန်တော်တို့ DWP ရဲ့နောက်မှာခုနဒီကွန်ပျူတာတွေပေါ့နော်ဒီ game ထဲမှာအဲ့မှာဆိုလို့ရှိရင်ဒီ Deep Blue ကလည်းခုနဒီစစ်တူရင်မလို့ခက်တာပဲAlphaGo ကလည်းကျွန်တော်တို့ဒီ Go game ပေါ့နော် Go game ကလည်းဒါခက်တာပဲထုံနည်းတူတာဒီ Dota 2ကလည်း multiplayer ပေါ့သူကကျတော့တယောက်တည်းတော့မဟုတ်တော့ဘူးပေါ့နော် multiplayer game ဖြစ်သွားပြီအဲ့ game ကိုလည်းကျွန်တော်တို့ဒီကမ္ဘာချန်ပီယံတွေကိုအနိုင်ရရှိခဲ့ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဘက် AI နေ Deep Blue ကနေစခဲ့တဲ့ဒီဘက် AI နေရဲ့စွမ်းအားလို့ပြောရတော့မှာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Deep Blue နဲ့ Gary Kasparov တို့ရဲ့ပြိုင်ပွဲကြောင်းကိုလည်းသဘောပေါက်သွားမယ်လို့ထင်ပါတယ်ပြီးရင်ဒီကွန်ပျူတာတွေရဲ့စွမ်းအားထက်လာပုံပြီးရင် AI တွေရဲ့စွမ်းအားထက်လာပုံပေါ့နော်အဲ့ဒါတွေကိုလည်းသဘောပေါက်သွားမယ်လို့ထင်ပါတယ်ကျွန်တော်ဒီ podcast ရဲ့အဆုံးသတ်မှာတော့Gary Kasparov ရဲ့ Tech Talk ဒီမှာပြောသွားတဲ့အကြောင်းအရာလေးတွေနဲ့ပဲကျွန်တော်အဆုံးသတ်သွားကြပါတယ်သူက Gary Kasparov က2019လောက်မှာဒီ Tech Talk မှာ Don't fear intelligent machine work with them ဆိုတဲ့ခေါင်းစဉ်နဲ့သူက Tech Talk တစ်ခုပြောခဲ့တယ်ပေါ့နော်အဲ့ဒီအထက်မှာဆိုလို့ရှိရင်သူပြောတာသူ1996ပထမပြိုင်ပွဲပေါ့နော်ပထမပြိုင်ပွဲမှာရှိတဲ့ပထမပွဲစဉ်မှာသူကရှုံးသွားတယ်အဲ့လိုရှုံးသွားတဲ့အချိန်မှာသူ့စိတ်ထဲမှာပေါ့နော်ဒီသူအရန်သဘောကျရတဲ့သူအရန်ချစ်မြတ်နိုးတဲ့ဒီစစ်တူရင်ကစားပွဲတွေကပြီးသွားပြီလားစက်တွေကပဲအမြဲတမ်းနိုင်ယူတော့မှာလားအဲ့လိုမျိုးတန်တရားတွေကြောက်စိတ်တွေသူ့စိတ်ထဲမှာဖြစ်ပေါ်မိတယ်ပေါ့နော်ပြီးလို့ရှိရင်တချို့ကပြောကြရပေါ့ဒီစက်တွေကအနိုင်ရပြီးသွားလို့ရှိရင်ဒီစစ်တူရင်တွေကိုမဒူးမဆက်ပြီးတော့ကစားတော့မှာမဟုတ်ဘူးပေါ့နော်အဲ့လိုတွေပြောကြတယ်တကယ်တော့အဲ့လိုတွေမဟုတ်ပါဘူးကျွန်တော်လူတွေကအခုချိန်ဆိုလို့ရှိရင်စစ်တူရင်ကိုအရန်ထန်ပို့ပြီးတော့တောင်းကစားနေကြရပေါ့နော်ဒါကြောင့်မလို့သူပြောတာသူတို့ဒီရုရှားမှာဆိုလို့ရှိရင်ပြောနေကြစကားပုံတစ်ခုရှိရပေါ့နော် if you cannot beat them join them ပေါ့တကယ်လို့မင်းကဘယ်လိုပြောမလဲမရှင်းပြိုင်နိုင်မှုဆိုလို့ရှိရင်ပူပေါင်းလိုက်ပါပေါ့နော်ဘာလို့သူအဲ့လိုပြောတာလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့2015 freestyle စစ်လူရင်ပြိုင်ပွဲပေါ့နော်သူက freestyle စစ်ပြူရင်ပြိုင်ပွဲဆိုတာဘယ်လိုပြောချင်တာလဲဆိုလို့ရှိရင်ကိုကပုံမှန်စစ်လူရင်ပြိုင်ပွဲတွေဆိုလို့ရှိရင်ကိုယ့်တကူတယောက်တည်းပဲကိုစဉ်းစားရတယ်ကိုယ့်တကူရွှေ့ရတယ်ကိုယ်ပြန်ရတယ်ပေါ့နော်သူကအဲ့လိုမဟုတ်ဘူးဒီကွန်ပျူတာတွေရဲ့အကူအညီတွေကိုယူလို့ရတယ်ပေါ့နော်ဒါကြောင့်မလို့ဒါ freestyle chat လို့ခေါ်တာပေါ့အဲ့ဒီပွဲမှာဆိုလို့ရှိရင်2005ကိုပြောတာပါ sorry 2005မှာအနိုင်ရသွားတာကပုံမှန်ဒီကျွန်တော်တို့အပျော်တန်းစစ်လူရင်ကစားတဲ့အမေရိကန်ကစားသမားတွေကနိုင်သွားတယ်သူတို့မှလည်းပါလာတာရိုးရိုးပုံမှန်ကွန်ပျူတာလေး3လုံးနဲ့ပဲသူတို့ကအနိုင်ရသွားပြီပေါ့နော်အဲ့ချိန်မှာသူတို့တကယ်နိုင်သွားတာကခုနပြောလို့ဒီ Grand Master တွေတို့တကယ် Super Computer နဲ့အခြား team တွေကိုတကယ်နိုင်သွားတယ်ပေါ့နော်ဟိုပြောချင်တာကကျွန်တော်တို့မှာအခုအစွမ်းထက်တဲ့ set တွေကျွန်တော်တို့မှာရှိတယ်ဒါတွေကိုကျွန်တော်တို့ကဟို coach လုပ်ဖို့ပေါ့နော်ကျွန်တော်တို့ကလမ်းပြဖို့ကျွန်တော်တို့အသုံးချဖို့အတွက်အသုံးချရမယ်လို့သူကပြောချင်ခြင်းတိတ်ပဲပေါ့နော်ကျွန်တော်တို့အားလုံးကပြောနေကြတယ်ကျွန်တော်တို့တစ်ချိန်မှာစက်တွေနဲ့လူတွေနဲ့အတူတူပူးပေါင်းပြီးတော့အလုပ်လုပ်ရတော့မယ်ပေါ့နော်ဒါကျွန်တော်တို့များမကြမီအနာဂတ်ပေါ့တကယ်တော့အဲ့ဒီအနာဂတ်ဆိုတာမရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုလက်ရှိမှာဖြစ်ပြနေပြီလို့သူကတော့ပြောချင်တာပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီစက်တွေကတွက်ချက်မှုတွေမြန်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီစက်တွေကိုကျွန်တော်အသုံးပြုပြီးတော့ကျွန်တော်တို့အတွက်ဆုံးဖြတ်ချက်ချဖို့အတွက် decision making analyze လုပ်ခိုင်းတာတွေကိုကျွန်တော်တို့စက်တွေကိုလုပ်ခိုင်းရမယ်ပေါ့နော်ဒါကြောင့်မို့ဒီစက်တွေကတွက်ချက်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့လူသားတွေမှာကျွန်တော်တို့က
ရည်ရွယ်ချက်တွေရှိတယ်ကျွန်တော်တို့မှာ passion တွေရှိတယ်ပေါ့တကယ်လို့များကျွန်တော်တို့ရဲ့ဒီ humanity ကလူသားတွေကဒီ set တွေကိုကြာရှုံးခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ set တွေကအရန်ဒီညံကောင်းလာလို့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကပြောလို့ကျွန်တော်တို့ကန့်သက်တဲ့ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကျွန်တော်တို့ရဲ့ကန့်သက်တဲ့အိမ်မက်တွေကြောင်းတာဖြစ်တယ်လို့ Gary Kasparov ကတက်တော့မှသူပြောသွားရပေါ့နော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ machine ခေတ်မှာလူသားများဆိုတဲ့အပိုင်းတစ်ကိုဒီမှာပဲကျွန်တော်အဆုံးသတ်ပါရစေအဆုံးထိနားထောင်ပေးတဲ့အတွက်သူပဲကျေးဇူးပါ